မင်္ဂလာပါအရင်ဗီဒီယိုမှာဆိုရင် KBZ Pay account တစ်ခုဘယ်လိုဖွင့်ရမလဲဆိုတဲ့အပိုင်းကိုမျှဝေပေးပြီးဆိုတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင် KBZ Pay account မှာ level 1.5 မြင့်တဲ့အကြောင်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပြီးတဲ့အခါမှာ level 1.5 ကနေ level 2ကိုဘယ်လိုမြင့်တင်ရမလဲဆိုတဲ့အကြောင်းလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ level 1.5 ကိုမြင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်နေ့ကဖွင့်ခဲ့တဲ့ KBZ Pay account တစ်လေးတွေကိုဝင်လိုက်မယ်ပြီးရင်တော့ကျွန်တော်ရဲ့ profile ဆိုတာတွေကိုဝင်ရမှာဖြစ်ပါတယ်နောက်ဒီမှာဆိုလို့ရှိရင်အောက်မှာဝန်ဆောင်မှုများကိုပုံမရယူရန်ဆိုပြီးတော့တင်ကောင့်ကအဆင့်မြင့်တင်ပါဆိုပြီးတော့ဒီမှာစာတန်းလေးရှိပါတယ်เนาะဒီစာတန်းလေးကိုနှိပ်ပြီးတော့အဆင့်မြင့်တင်ရမှာဖြစ်ပါတယ်အဲ့တော့တင်ကောင့်ကအဆင့်မြင့်တင်ပါကိုနှိပ်လိုက်မှာဖြစ်ပါတယ်တင်ကောင့်ကအဆင့်မြင့်တင်ပါတယ်ကိုဝင်လိုက်လို့ရှိရင်ဒီပုံစံလေးမြင်ရမှာဖြစ်ပါတယ်เนาะဒီအောက်မှာစာတန်းလေးရှိတယ်အဆင့် 1.5 တို့မြင့်တင်ရန်နောက်အဆင့်2တို့မြင့်တင်ရန်ဆိုပြီးတော့ရေးထားဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့အဆင့် 1.5 ကိုအရင်မြင့်တင်ရမှာဖြစ်ပါတယ်ပြီးမှသာလျှင်အဆင့်2ကိုမြင့်တင်လို့ရမှာဖြစ်ပါတယ်အဲ့တော့အဆင့် 1.5 တို့မြင့်တင်ပြီဆိုတာလေးကိုနှိပ်လိုက်မှာဖြစ်ပါတယ်အဆင့် 1.5 တို့မြင့်တင်ပြီဆိုတာလေးကိုနှိပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ KBZ Pay ဘက်ကိုကျွန်တော်တို့ရဲ့အချက်လက်တွေကိုအောင်မြင်စွာတင်သွင်းမိဖြစ်ပါတယ်သူတို့ဘက်ကစစ်ဆေးတဲ့ကာလာလေးကိုတော့ကျွန်တော်တစ်ချက်စောင့်ပေးရမှာဖြစ်ပါတယ်နော် KBZ Call Center ပြောတာတော့ရုံးဖွင့်ရက်3ရက်စောင့်အောင်မှာဖြစ်ပါတယ်ဒီ3ရက်အတွင်းမှာလည်းသူတို့ပြန်ပြီးတော့အကြောင်းပြန်လိမ့်မယ်ဒါမှမဟုတ်ဒီ3ရက်တည်းစောပြီးတော့လည်းကျွန်တော်တို့ဒီအဆင့် 1.5 ကိုပေးတာရှိရပါတော့ကျွန်တော်ဆိုလို့ရှိရင်3ရက်မဆောင်ရဘူး1ရက်ခွဲလောက်ပဲစောင့်လိုက်ရတယ်နော်ကျွန်တော်တို့ရဲ့ KBZ Pay account ကို level 1.5 မြင့်ပြီလို့သူတို့ဘက်ကစစ်ဆေးတဲ့ကာလာအချိန်တိုင်းတာတစ်ခုစီစောင့်ပြီဆိုလို့ရှိရင်ဒီ level 1.5 ကိုကျွန်တော်တို့ရမရဘူးဒီဘန်ဘက်ကနေပြီးတော့ကျွန်တော်တို့ရဲ့ SMS ထဲကိုပို့ပေးပါတယ်နော်ဒီ SMS ကလည်းကျွန်တော်တို့ KBZ Pay ဖောက်ထားတဲ့ဖုန်းနံပါတ်ထဲကိုပို့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် SMS ထဲကိုတစ်ချက်သွားကြည့်မယ်ဒီမှာဆိုရင် KBZ Pay ထဲကိုဝင်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်အဆင့် 1.5 မြင့်ထားတာအောင်မြင်စွာရရှိကြောင်းကိုသူဒီမှာ SMS လေးပို့ထားဖြစ်ပါတယ်နော်ခေါ်ယူပါတယ်တင်အသုံးပြုသူအဆင့် 1.5 ကိုအောင်မြင်စွာအဆင့်မြင့်တင်ပြီးပါပြီဆိုလို့ရှိရင်ဒီ message လေးရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအဆင့် 1.5 မြင့်တာအောင်မြင်စွာရရှိပြီဖြစ်ပါတယ်နော်နောက်တစ်ဆင့်အနေနဲ့ကျွန်တော် level 2အဆင့်မြင့်တဲ့အကြောင်းလေးကိုထပ်ပြီးတော့တွားလိုက်အောင်ဒီအဆင့်လေးမှာတခုပြောစရာရှိတာက level 2အဆင့်မြင့်တင်တဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်လုပ်လို့မရတော့ပါဘူး call center ပြောတာတော့ကျွန်တော်နီးစပ်ရာ agent ဒါမှမဟုတ်ဘဏ်မှာတွားပြီးလုပ်ရမယ်လို့ပြောတယ်နော်အဲ့တော့ကျွန်တော်တို့အကူအညီလေးတစ်ခုတော့လိုတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်မလုပ်လို့မရတဲ့အတွက်အကူအညီလေးတစ်ခုတော့လိုနော်ကျွန်တော်မှာတော့ဒီဘဏ်က KBZ ဘဏ်ကအတိအမတွေရှိရဖြစ်တဲ့အတွက်အဲ့ဒီအတိမတယောက်ကကျွန်တော်ယုံကြည်လဲယုံကြည်ရတယ်စိတ်လဲစိတ်ချရတဲ့အတွက်သူက level 2လဲမြင့်ပေးရဖြစ်တဲ့အတွက်သူ့ကို messenger နဲ့တွားပြီးတော့ level 2မြင့်ခိုင်းမှာဖြစ်ပါတယ်နော်ဒီလို level 2မြင့်တဲ့အခါမှာကို့မှာဒီ KBZ ဘဏ်မှာအတိမိတ်ဆွေရှိရဆိုလို့ကျွန်တော်တစ်ချက်မေးကြည့်ပေါ့နော်ဒီလိုကယုံကြည်ရတဲ့လူဖြစ်ဖို့လဲလို့နော်အဲ့တော့ကျွန်တော် messenger မှာသူ့ကိုတွားပြီးတော့ level 2မြင့်မဲ့အကြောင်းကိုတွားပြောကြည့်ပါမယ်သူကဒီမှာ line မှာမရှိဘူးခဏဆောင်းလိုက်အောင်မယ်ဒီမှာဆိုရင်သူ line မှာရောက်လာပြီပေါ့နော် line မှာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ level 2မြင့်မဲ့ KB account ဖုန်းနံပါတ်လေးပြောပြပေးဖို့လိုတယ်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်လေးသူ့ပြောလိုက်သူ့ကိုကျွန်တော် level 2မြင့်ဖို့အတွက်ကျွန်တော်တို့ဒီဖုန်းထဲမှာကြာလာတယ် level 2အတွက်တည်တံ့ပေါ့နော်ကုတ်နံပါတ်လေးကိုကျွန်တော်ပြောပြဖို့လိုတယ်ဒီ message လေးကကျွန်တော်တို့ပေးလို့ရတယ်နော်ကိစ္စမရှိဘူးသူက level 2မြင့်ဖို့အတွက်တည်တံ့ကုတ်နံပါတ်လေးဖြစ်တယ်ကျွန်တော် message ထဲမှာကြာလာတဲ့ကုတ်နံပါတ်ပုံစံလေးကိုကျွန်တော်ပြပေးမယ်ကျွန်တော်ကုတ်နံပါတ်ကိုပြောလိုက်တဲ့အခါမှာဒီမှာသူကကျွန်တော်ရဲ့ဒီ account နာမည်ကိုသူတိုက်စစ်ပြီးတော့မေးတာဖြစ်ပါတယ်ကျွန်တော်တို့ကသူမေးတဲ့အချက်လက်လေးကိုတော့ဖြည့်ပေးဖို့လိုတယ်သူကတန် message လေးနဲ့ပို့တာဖြစ်ပါတယ်နော်ရပြီလို့ပြောတာဖြစ်တယ်ဒီ KBZ Pay ကို log out ထွက်ပြီးတော့ပြန်ဝင်လိုက်ရင်ကျွန်တော်ရပြီလို့ပြောတာဖြစ်တယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ level 2အဆင့်မြင့်တင်တာ successful ဖြစ်တဲ့အကြောင်းလေးကိုလည်းဒီ KBZ Pay ကနေကျွန်တော်တို့ရဲ့ဒီဖုန်းနံပါတ်တွေကို message ပို့ပေးတာဖြစ်တယ်ဒီ message လေးကိုလည်းကျွန်တော်တစ်ချက်ပြပေးမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲကို KBZ Pay ကပို့လိုက်တယ်ဒီမှာ level 2 message လေးဖြစ်တယ်နော်ဒါလေးဖြစ်တယ် this code ဆိုပြီးတော့ဒီမှာ code နံပါတ်လေးတွေပါတယ် is for upgrade to level 2တဲ့သူက level 2အဆင့်မြင့်တင်ဖို့အတွက် code တည်တံ့မယ်ဖြစ်တယ်နော်ဒီ code နံပါတ်ကကျွန်တော်တို့ level 2မြင့်ဖို့အတွက်ပေးလို့ရတယ်ကိစ္စမရှိဘူးဒါကကျွန်တော်တို့ account ဖွင့်တဲ့ခါမှာ code ကြတဲ့ code နဲ့မတူဘူးနော်သူကဒီမှာစာလေးပါတယ်ဒီစာလေးကတည်တံ့လေးပေါ့ for upgrade to level 2ဆိုတာလေးပါတယ်နော်ဒီ code နံပါတ်လေးက level 2မြင့်တဲ့ခါမှာအသုံးပြုတဲ့ code နံပါတ်လေးဖြစ်တယ်နောက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ level 2အဆင့်မြင့်တင်ခြင်းအောင်မြင်သွားပြီဆိုတဲ့အကြောင်းကိုသူကဒီမှာ KBZ Pay ကနေ message ပို့ထားပြတယ်နော် congratulations you have successfully upgraded to level 2ဆိုတဲ့ message လေးဝင်လာဖြစ်ပါတယ်ဒီ message လေးဝင်လာရဆိုရင်အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့ KBZ Pay application ကိုပြန်ပြီးတော့တွားကြည့်မယ်အဲ့တော့ KBZ Pay application ကိုဝင်လိုက်မယ်ဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်ကဒီမှာကျွန်တော်ရဲ့ profile ဆိုတာတွေကိုဝင်ကြည့်မယ်ဝင်ကြည့်လိုက်တဲ့အခါမှာဒီအောက်မှာအဆင့် 1.5 ဆိုပြီးတော့ပြနေတယ်နော်ပြီးရင်ဒီမြားလေးကိုနှိပ်ပြီးတော့တစ်ချက်ဝင်ကြည့်မယ်ဒီမှာလည်းအဆင့် 1.5 ဆိုပြီးတော့ပြနေတာဖြစ်ပါတယ်နော်ဒါဆိုရင်ခုနကသူပြောတဲ့အတိုင်းကျွန်တော်တို့ဒီ software ကို log out လုပ်ပြီးတော့ပြန်ဝင်ကြည့်မယ်အဲ့တော့အောက်မှာရှိတဲ့ account မှာထွက်မည်ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်လောက်ဆောင်မည်ကိုနှိပ်မယ်
အဲ့တော့ကျွန်တော်တို့အကောင့်ထဲကိုပြန်ဝင်မှာဖြစ်တဲ့အတွက်အကောင့်ဖွင့်ပါသို့မဟုတ် login ဝင်ပါဆိုတာတွေကနေကျွန်တော်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးတော့ပြန်ဝင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကိုနံပါတ်တွေကိုဒီမှာရိုက်ထည့်ပြီးဝင်လိုက်တယ်ပြီးရင်တော့အောက်မှာရှိတဲ့ကျွန်တော်ရဲ့ profile ကိုနှိပ်လိုက်ပါမယ်နောက်ဒီမှာဆိုလို့ရှိရင်အဆင့်နှစ်ဆိုပြီးပေါ်နေတာဖြစ်ပါတယ်တကယ်လို့တစ်ခါလေကြားလို့ရှိရင်ကျွန်တော်တို့မြင့်ကားစားဆိုလို့ရှိရင်အဆင့်နှစ်ကပေါ်ခြင်းမှလည်းပေါ်မယ်ချက်ချင်းနဲ့ရခြင်းမှလည်းရမယ်နော်ဒီ SMS လေးရပြီဆိုလို့ရှိရင်တော့အချိန်တိုင်းတာလေးတစ်ခုတည်ဆောင်လိုက်ပြီးရင်တော့ကျွန်တော်ရလိုက်မယ်နော်ပြီးရင်ဒီအဆင့်နှစ်ထဲကဒီဘက်ဘေးမှာရှိတဲ့မြားလေးကိုလည်းတစ်ချက်ဝင်ကြည့်မယ်ဒါဆိုရင်ဒီမှာလည်းအဆင့်နှစ်ဆိုပြီးပြရတာဖြစ်ပါနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ KBZ Pay account ကို level 2အဆင့်မြင့်တဲ့ညအောင်မြင်စွာလုပ်ဆောင်ပြီးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်